Okay အဲ့တော့ကျွန်တော်တို့ YouTube Maker တင်တဲ့ chapter 3ကနေကြိုဆိုပါတယ် chapter 3မှာတော့ကျွန်တော်တို့ကဒီ very basic ကနေစမှာပေါ့နော်ကိုယ့်ရဲ့ channel ကို setting up လုပ်တဲ့ channel စမှာအဲ့တော့ very basic ဆိုတော့ကျွန်တော်တို့က Gmail account စဖွင့်တဲ့စီကိုပြန်သွားရမှာပေါ့နော် Gmail account ကတော့လူတိုင်းဒီဘက်မှာရှိမယ်လို့ကျွန်တော်ထင်ပါတယ်ဒါပေမဲ့ Gmail account ဖွင့်တဲ့စီကိုလည်းမရှိရလူတွေရှိခဲ့လို့ရှိရင်ပြန်သွားမယ်အဲ့တော့ဒါပေမဲ့တခုရှိတာဒီအခုကျွန်တော်ဒီဗီဒီယို Gmail account ရှိရတဲ့လူတွေလည်းကျွန်တော်တို့ကြည့်တဲ့နေဘာလို့လဲကျွန်တော် mid လို့ခေါ်တဲ့လူတွေအထင်မှားနေတဲ့ဟာလေးတွေကျွန်တော်ဒီမှာရှင်းပြမှာပေါ့နော် Okay အဲ့တော့ကြည့်ကြည့်အောင် Okay ပထမ mid လို့ခေါ်တယ်ပထမ mid ဆိုတာကျွန်တော်တို့ဒဏ္ဍာကြီးပေါ့ဗျာတချို့တွေကဒဏ္ဍာကြီးစိတ်ထဲမှာဒါမျိုးဖြစ်မယ်ထင်တယ်ဆိုတဖြည်းဖြည်းနဲ့အဲ့ဒါကြီးကအမှန်ဆိုထင်လာကြတဲ့ဟာမျိုးပေါ့အဲ့တော့ mid လို့ခေါ်တယ်ပေါ့ဆိုတော့ mid 1ခုနဒဏ္ဍာကြီး thematic ကကျွန်တော်ဘာလို့လူတွေအထင်မှားနေတဲ့ဟာပေါ့နော် YouTube channel ထောင်ဖို့အတွက်ကိုတဲ့နိုင်ငံခြား Gmail လိုတယ်တဲ့ကျွန်တော်အဖြစ်ရရှင်းပါတယ် no နိုင်ငံခြား Gmail မလိုပါဘူးကျွန်တော်တို့ DBS မြန်မာကနေစပြီးရှိသမျှ channel အားလုံးဒီမြန်မာနိုင်ငံက Gmail နဲ့ပဲလုပ်ထားတာပါကျွန်တော် Gmail နဲ့ပဲလုပ်ထားတာပါမလိုပါဘူးအားလုံးလုပ်လို့ရပါတယ်ပတ်စံရပါတယ် Okay အဲ့တော့ဒါဒီလူတွေအထင်မှားနေတဲ့ဟာဖြစ်ပါတယ်မြန်မာနိုင်ငံက Gmail နဲ့ရတယ်အဲ့ mid 2အဲ့ Gmail မှာဖုန်းနံပါတ်ထည့်လို့ရှိရင်လည်းနိုင်ငံခြားဖုန်းထည့်ရမယ်ဒါပေမဲ့ Gmail account ဖွင့်တဲ့အချိန်မှာကျွန်တော်ဖုန်းနံပါတ်တွေပါတောင်းတယ်လေဒီခါလေးလည်းမတောင်းဒီခါလေးတောင်းတယ်တောင်းတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့နိုင်ငံခြားဖုန်းထည့်မှရမယ်တဲ့မဟုတ်ပါဘူးမြန်မာဖုန်းနဲ့ရပါတယ်ကျွန်တော်ရဲ့ channel အားလုံးဒီကျွန်တော်တို့မြန်မာနိုင်ငံကဖုန်းနံပါတ်နဲ့ပဲလုပ်ထားတာဖြစ်ပါတယ်အဲ့တော့မြန်မာဖုန်းနဲ့ရတယ် Okay mid 3 YouTube channel တစ်ခုကို Gmail တစ်ခုပဲရတယ်နော်အဲ့တော့ဒါလည်းမဟုတ်ဘူးတကယ်တော့ YouTube channel အများကြီးကို Gmail တစ်ခုနဲ့ကျွန်တော် manage လုပ်လို့ရတယ်အဲ့တော့ Gmail တစ်ခုကနေပြီးတော့ YouTube channel တွေအများကြီးထောင်လို့ရတယ်နော်အဲ့တော့ဒါကတော့ထောင်မထောင်လင်းသိရင်တော့ပိုအဆင်ပြေတာပေါ့နော်ထောင်မထောင်လင်းမသိလို့ရှိရင်တော့တော်တော်များများအဲ့လိုပဲထင်ကြတာတကယ်တော့ထောင်မထောင်လင်းသိသွားပြီဆိုလို့ရှိရင် YouTube channel တစ်ခုကို Gmail အများကြီးနဲ့ကျွန်တော်တို့ဟို YouTube channel အများကြီးကို Gmail တစ်ခုနဲ့ပြောင်းပြန်ဖြစ်သွားတာ YouTube channel အများကြီးကို Gmail တစ်ခုနဲ့ကျွန်တော်တို့ manage လုပ်လို့ရတယ်တခုတော့ရှိတယ်ပေါ့ဗျာကိုယ့်ရဲ့ channel က YouTube ရဲ့ဒီကျွန်တော်တို့ဟိုဘယ်လိုပြောမလဲ community guideline တွေစီကန်းတွေနဲ့ညှိနှိုင်းရေးရှိတဲ့ channel မျိုးစားမျိုးဖြစ်နေရင်တော့ channel တစ်ခုကို Gmail တစ်ခုနဲ့ manage လုပ်တာတော့ပိုကောင်းတာပေါ့ဘာလို့ဟိုတစ်ခုညှိသွားရင်ကိုယ့်ဟော channel Gmail ကိုမထိတော့ဘူးလေအဲ့လိုမှမဟုတ်ဘဲနဲ့ Gmail တစ်ခုရဲ့ channel အများကြီးကိုကျွန်တော်တို့ဖွင့်ထားရဆိုလို့ရှိရင် channel တစ်ခုကထိသွားလို့မတော်တဆကို Gmail ကိုပါလာထိရဆိုရင် channel တွေပါထိမှာအဲ့လိုတော့ရှိတယ်အဲ့စီကန်းနဲ့မကိုက်ညီလောက်တဲ့ဟာမျိုးကိုကထောင်ထားမိတယ်ဆိုလို့ရှိရင်တော့တတိထားပေါ့လေအဲ့ဒါလေးကိုနည်းနည်းဖယ်ထုတ်ထားတာမျိုးကျွန်တော်လုပ်ရမှာပေါ့နော်ဒါပေမဲ့ overall ခြုံပြီးပြောမယ်ဆိုလို့ရှိရင်တော့လုပ်လို့ရလားဆိုရင်တော့ရတယ် YouTube channel အများကြီးကို Gmail တစ်ခုတည်းနဲ့ manage လုပ်လို့ရပါတယ် Okay အဲ့တော့ mid 4ကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ Gmail နဲ့ channel ထောင်ထားပြီးဆိုလို့ရှိရင်လည်းလွှဲလို့ပြောင်းလို့မရတော့ဘူးတဲ့ကျွန်တော်တို့လွှဲချင် password ပေးရတယ်တကယ်တော့အဲ့လိုလည်းမဟုတ်ဘူးတကယ်လို့ကိုကထောင်ခဲ့တဲ့ခုနပြောသလိုကိုကထောင်တတ်မယ်ဆိုလို့ရှိရင် business channel အနေနဲ့ထောင်ထားမယ်ဆိုလို့ရှိရင်အလွယ်တကူလွှဲလို့ရတယ်ရိုးရိုး channel အနေနဲ့ထောင်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဟိုနည်းနည်းခတ်သွားမယ်ဒါပေမဲ့အဲ့ရိုးရိုး channel နဲ့ထောင်ပြီးတယ်ဆိုလို့ရှိရင်တော့ business channel ကိုပြန်ပြောင်းလို့ရတယ်အဲ့တော့ရိုးရိုး channel နဲ့ business channel ဘာကွာလဲဆိုတော့ကျွန်တော်နည်းနည်းရှင်းပြမယ်ရိုးရိုး channel ဆိုတာကကျွန်တော်တို့ရဲ့ Gmail account နဲ့ချိတ်ဆက်နေတဲ့ channel ဆိုတော့ဒီ channel ကြီးတစ်ခုလုံးကိုနာမည်ပြောင်းမယ်ဆိုလို့ရှိရင်ဒီ channel မှာ profile picture လို့ဟာမျိုးတင်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ Gmail ကြီးတစ်ခုလုံးကိုနာမည်ပြောင်းရတယ်ကျွန်တော်တို့ Gmail ရဲ့ profile picture ကိုပြောင်းပြရတယ်အဲ့ဒါမှကျွန်တော်တို့ရဲ့ဒီ YouTube channel ကအကုန်ပြောင်းတာအဲ့ channel ကိုသူများကိုလွှဲမယ်ဆိုလို့ရှိရင်လည်းသူပြောထားသလို password ကိုပေးရတယ်ဒါ YouTube channel တကယ်လို့ကိုက business channel အနေနဲ့ထောင်ခဲ့မယ်ဆိုလို့ရှိရင်ကြတော့အဲ့ channel ကိုနာမည်ပဲပြောင်း profile picture ပဲတင်ကျွန်တော်တို့ရဲ့ main Gmail ကိုလုံးဝမထိခိုက်ဘူးပြီးရင်ကျွန်တော်တို့ရဲ့ဒီကျွန်တော်တို့ channel ကိုတခြားသူကိုလွှဲပေးခြင်းတယ်ဆိုလို့ရှိရင်လည်းအဲ့လူကိုဟိုကျွန်တော်တို့ admin owner manager ထိတ်လိုက်ရုံပဲတဘောကျွန်တော်ဘာနဲ့လုပ်လဲဆိုလို့ရှိရင်ဗျာ Facebook account နဲ့ Facebook page လို့ပေါ့ဒီထဲမှာကျွန်တော် Facebook အကြောင်းနဲ့သိတဲ့လူတွေပါလိမ့်မယ်အဲ့တော့ Facebook account နဲ့ Facebook page လို့ပြောပဲ Facebook account ကကျွန်တော်တို့သူများကိုပေးမယ်ဆိုရင်ကျွန်တော်တို့ email နဲ့ password ပေးရတယ်လေ Facebook page ကိုသူများကိုကျွန်တော် admin ခန့်နေတယ်ဆိုလို့ရှိရင် page မှာသွားပြီး admin ထည့်ပေးလိုက်ရုံပဲဟုတ်တယ်မလားတဘောကအဲ့လိုပဲ business channel အနေနဲ့ထောင်နေဆိုလို့ရှိရင်အဲ့လို owner ဖြစ်ထည့်ပေးလိုက်ရုံပဲ okay အဲ့တော့ကို password ကိုပေးကြရမလို့အဲ့မှာကိုကရိုးရိုး channel ကျွန်တော်တို့ထောင်ထားခဲ့မိတယ်ဆိုလို့ရှိရင်နောက်မှ business channel ကိုပြန်ပြောင်းလို့ရတယ် okay ဒါတွေတော့ကျွန်တော်နောက်ပိုင်းကျမှကျွန်တော်ပြောကြတာပေါ့လောလောဆယ်တော့ဒီ mic ကိုကျွန်တော်ရှင်းပေးတာပေါ့ okay အဲ့တော့ကျွန်တော်တို့ Gmail account တစ်ခုစဖွင့်ရအောင်ဒီမှာတော့ကျွန်တော်ကွန်ပျူတာနဲ့ပဲဖွင့်ပြပါမယ် Gmail account ဖွင့်ရတာလွဲပါတယ်Gmail account ရှိပြီးသားလူဒီ Gmail account ကိုပဲသုံးပြီးတော့ YouTube channel တစ်ခုထောင်မယ်လို့စဉ်းစားပြီးသားလူကတော့ဒီအဆင့်ကိုကြော်ခဲ့လို့ရပါတယ် Gmail account မရှိတဲ့သူတွေဒါကျွန်တော်တို့ဒီအဆင့်ကိုကြည့်ပေးပါ Gmail account မရှိပေမဲ့ကိုယ့်အကိုအသစ်ဖွင့်ရတာ
သိတယ်ဘယ်လိုဖွင့်ရမလဲသိတယ်ဆိုတဲ့လူတွေကလည်းဒီအဆင့်ကိုကြော်ပြီးတော့နောက်ဗီဒီယိုသွားကြည့်လို့ရပါတယ်ဒီမှာတော့ very basic ဖြစ်တဲ့အတွက် Gmail account ကိုလုံးဝမဖွင့်တဲ့လူမျိုးတွေကိုကျွန်တော်ဒီမှာအဓိကထားပြီးရှင်းပြမှာဖြစ်ပါတယ် okay အဲ့တော့ Gmail account မရှိသေးဘူးဆိုရင်ဖန်တီးမယ်ဆိုလို့ရှိရင်မသိဘူးဆိုလို့ရှိရင်ဆက်ကြည့်အောင် okay အဲ့တော့ကျွန်တော်တို့ Gmail account စဖွင့်ဖို့အတွက်ကကျွန်တော်တို့လွယ်ပါတယ် gmail.com ကိုတောက်လိုက်ပါမယ်အဲ့တော့ gmail.com ကိုတောက်ပြီးတောက်လို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီမှာသူက gmail.com တောက်ရတဲ့ကျွန်တော်တို့ gmail နဲ့စဖွင့်ဖို့အတွက်ကိုနေရာရောက်သွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီမှာ account ဖွင့်ရအောင်လုပ်ပါမယ်ပြီးရင်ကျွန်တော်တို့အတွက်နဲ့ကျွန်တော်တို့လုပ်ငန်းအောင်စီမံရန်ကျွန်တော်တို့အတွက်ပဲကျွန်တော်တို့ဖွင့်ပါမယ်ပြီးရင် first name last name ထည့်ပါမယ်ဥပမာအောင်မပေါ့နော်ချန်ပြီးရင်ဒါပါတော့ချန် gmail.com ကျွန်တော်တခုထည့်လိုက်မယ်ပေါ့နော်โอเคအဲ့တော့ဒါ6ထည့်လိုက်တာပေါ့ဒီမှာဖွင့်ဖို့အတွက်ကိုလေပြီးရင် password နှစ်ခုရိုက်ပါမယ်ပြီးရင်ရှေ့ဆက်ရအောင်နှိပ်ပါမယ် password ကအသစ်လေးရပါတယ်အဟောင်းလေးရပါတယ်ဒါပေမဲ့secure ပို့ပြချင်တယ်ဆိုလို့ရှိရင်တော့အသစ်ကိုရွေးပါနော်ဖုန်းနံပါတ်ကထားခဲ့လို့ရတယ်လောလောဆယ်အဲ့တော့ challenge ထားနိုင်နေဆိုတဲ့ဟာတွေကျွန်တော်တို့မထည့်ဘဲနဲ့ထားလိုက်မယ်လောလောဆယ်မွေးနေ့ထည့်မယ်ကျွန်တော်6ထည့်လိုက်မယ်မှာပါဗျာ6ထည့်လိုက်မယ်20နှစ် okay အဲ့တော့ဒီမှာအမျိုးသမီးအမျိုးသားကြိုက်တာထည့်လို့ရတယ်ပြီးရင်ရှေ့ဆက်ရအနေမယ်ပြီးရင်ဘာညာသူတို့ပြောတဲ့ကျွန်တော်သဘောတူစီကိုနှိပ်ပါမယ်ကျွန်တော်ဒီမှာအကုန်လုံးဗမာလိုဖြစ်နေလို့ပေါ့နော်အင်္ဂလိပ်လိုဆိုလို့ရှိရင်လည်း I accept တို့ I agree တို့ဒါတွေတွားလိုက်ပေါ့ okay အဲဆိုရင် Gmail account တစ်ခုရပါပြီအဲ့ Gmail ကိုသုံးပြီးတော့မှကျွန်တော်တို့ကYouTube account တစ်ခုဖွင့်မှာပေါ့နော် okay အဲဆိုဆက်တော့လို့ရပါပြီ